ICJ တို့တွားရောက်၍ဥပဒေအရရင်ဆိုင်ဖြစ်ရှိနေသောမြန်မာကိုယ်စားလှယ်ဖွဲ့၏ကျိုးပန်းဆောင်ရွက်မှုများကိုကြိုးစိုးထောက်ခံဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်းနဲ့မိမိတို့ပါတီနေဖြင့်နိုင်ငံတော်၏မူဝါဒသဘောထားများနဲ့တသားရဲရက်တီလည်းရှိနေပါသောသဘောထားထုတ်ပြန်အပ်ပါသည်ဆိုပြီးတော့ပြည်ခိုင်ပြုထုတ်ပြန်တာဆိုလိုတာ ICJ ကိုတွားရောက်ရင်ဆိုင်ဖြစ်ရှိနေတဲ့ကိုယ်စားလှယ်ကြီးတွေနဲ့ထပ်တူငါတို့ကသူတို့နဲ့တထက်တဲ့တသားရဲရှိပါတယ်နိုင်ငံအတွက်ရက်တီပေးတဲ့အတွက်ကျေးဇူးတင်ဂုဏ်ပြုတယ်ဆိုတော့သူတို့ကပြောတာအဲ့တော့အဲ့ဒါလိုထုတ်ပြန်ပေးတဲ့အတွက်ပြည်ခိုင်ပြုကျွန်တော်လည်းပြန်ထပ်ဆင့်ဂုဏ်ပြုပါတယ်ဂျာနယ်လစ်ကြောင့်လည်းဂုဏ်ပြုပါတယ်နော်ကျန်တဲ့ကိစ္စတွေမပါဘူးဒါပဲအရင်ဒါပဲဂုဏ်ပြုတယ်ကျန်တဲ့ကိစ္စတွေမှာကျွန်တော်ပြောရရှင်ပြောဦးမှာမဟုတ်ဘူးနဲ့ဒါကတော့ဂုဏ်ပြုတယ်ဘာလို့ဂုဏ်ပြုလဲဒီနေ့ဒီအချိန်ကာလအထိကျွန်တော်အချိန်ခါထပ်ခါကျွန်တော်ပြောနေပြီမဲ့ဒီအချင်းပဲပြည်သူလူထုတွေအလုံးလောက်ကြပါထားကြပါနိုးကြပါထားကြွကြပါအစ္စလမ် community ကိုလည်းထားကြကြပါထားကြွကြပါဆိုပြီးကျွန်တော်အမြဲတမ်းနိုးကြပါကူညီကြပါကျွန်တော်အစ္စလမ် community ကိုလည်းအမြဲတမ်းတောင်းဆိုနေတယ်တိုက်တွန်းနေပြီမဲ့ကျွန်တော်ပြပြမယ်ခင်ဗျားတို့စဉ်းစားကြည့်လိုက်မြအေးဆိုတဲ့ပုဂ္ဂိုလ်88ကမြအေးဆိုတဲ့ပုဂ္ဂိုလ်အစ္စလမ်ဘာသာဝင်88မြအေးနှုတ်ကတခွန်းထွက်ဘူးလားထွက်လားမထွက်ဘူးနော်စဉ်းစားကြည့်လိုက်မြအေးနှုတ်ကတခွန်းထွက်ဘူးဒါကိုကြည့်ရရင်ဒီမြအေးဟာ88မြအေးဟာ88မြအေးဟာအစ္စလမ်ဘာသာဝင်88မြအေးကိုမြအေးဟာသူကဒီ ICJ မှာဂမ်ဘီယာဘက်ကသူမမောင်းမရက်ချင်နေတဲ့သဘောလားလို့မေးရမှာဖြစ်နေသူကဒီ ICJ မှာဂမ်ဘီယာကကျွန်တော်တို့နိုင်ငံကိုဆွဲထားတဲ့ကိစ္စနဲ့ပတ်သက်ရင်သူကဒီဘင်္ဂလီတွေဘက်ကသူရက်ချင်နေရလားလို့မေးရမှာအဲ့တော့ကိုမြအေးကိုကြုံရင်ခင်ဗျားတို့ပို့လိုက်ကြပါခင်ဗျားအစ္စလမ်ဘာသာဝင်တယောက်ဖြစ်တယ်ကိုမြအေးကခင်ဗျားအစ္စလမ်ဘာသာဝင်တယောက်ဖြစ်တယ်ဒီ ICJ မှာဂမ်ဘီယာကကျွန်တော်တို့တရားစွဲထားတာကဒီဘင်္ဂလီ issue နဲ့တရားစွဲထားတယ်အဲ့တော့ကိုမြအေးရဲ့သဘောထားဘာလဲလို့မေးလိုက်ကြပါခင်ဗျားကဘာလဲနိုင်ငံမြန်မာနိုင်ငံဘက်ကမရက်ဖဲဒီဘင်္ဂလီတွေဘက်ကတွားရက်ပြီးတော့ဂမ်ဘီယာကိုထောက်ခံအားပေးချင်နေသလားလို့ခင်ဗျားတို့ကိုမြအေးကိုမေးလိုက်ကြပါကျော်မျိုးမင်းကမေးတယ်ကျော်နုကမေးတယ်လို့နော်သိလားအဲ့ကိုမြအေးရဲ့အတန်ဘာတမ်းမှထွက်မလာဒီနေ့တော့တယောက်ကပြောပါတယ်အစ္စလမ်ဘာသာဝင်တယောက်ကဒီနေ့တွေ့ချင်ပြောပါတယ်မြအေးရဲ့နီးပိန်းလီတဲ့ဘယ်ထွက်မလဲတဲ့နီးပိန်းလီတဲ့ကျွန်တော်အဲ့လိုပြောတာမြအေးရဲ့နီးပိန်းလီဘယ်ထွက်မလဲအဲ့အစ္စလမ်ဘာသာဝင်ပုဂ္ဂိုလ်တယောက်အဲ့လိုပြောတာမြအေးရဲ့နီးပိန်းလီတဲ့ဘယ်ထွက်မလဲတဲ့ကျွန်တော်အစ္စလမ် community နဲ့ဒီဘာသာဝင်ချစ်ကြည်ညိုဘိုးကတော့ကျွန်တော်တို့အစည်းအဝေးလုပ်နေတယ်ဆွေးနွေးနေတိုင်ပင်နေကြပါတယ်လို့ပြောတယ်ဒါဆိုရင်တော့ဒီဘာသာဝင်ချစ်ကြည်ညိုဘိုးကတခုခုလုပ်တော့မယ်လို့လှုပ်ရှားတော့မယ်ဆိုတဲ့အယူအဆမျိုးကျွန်တော်လက်ခံလို့ရရှိသွားပြီဒါပေမဲ့မြအေးစီကဘာတမ်းမှထွက်မလာဘူးခင်ဗျားတို့ကြည့်လိုက်မြအေးစီကနေခင်ဗျားတို့မြအေးကတကယ်နိုင်ငံရေးသမားပါကွာမြအေးကမှတကယ်ပါကွာဆိုတဲ့ထင်ခဲ့ကြတဲ့မြအေးကိုတကယ်လူသူတော်ကောင်းလို့ထင်ခဲ့ကြတဲ့ပုဂ္ဂိုလ်နိုင်ငံကိုနဲ့ပတ်သက်ရင်မြအေးကမားမရက်ပေးမယ်လို့ထင်ခဲ့ကြတဲ့ပုဂ္ဂိုလ်တွေအခုခင်ဗျားတို့ကိုမြအေးရမြန်မာနိုင်ငံအတွက်ရက်တည်ပေးတယ်မြင်လားခုဒီတခေါင်းမထွက်ဘူးနော်တလုံးမထွက်လာဘူးမြအေးတခေါင်းမှထွက်ပြီးမပြောဘူးဒီဂမ်ဘီယာဘို့ပေါ်မှာဆန့်ကျင်ဂမ်ဘီယာရဲ့လှုပ်ဆောင်ချက်ကိုငါရှုတ်ချတယ်ကွာဆန့်ကျင်တယ်ကွာမြအေးနှုတ်ကတလုံးတော့မထွက်ဘူးမြအေးနှုတ်ကโอเคဒါမြအေးကိုကျွန်တော်တမင်တယ်ပြောတာအကြောင်းရှိတယ်မြအေးကိုတယ်ပြီးတမင်ပြောတာအဲ့တော့โอเคသူ့ရဲ့တငယ်ချင်းကိုကြီးရအောင်ခုထိပြောတာတွေ့လားတခေါင်းအောင်ပြောဦးနော်သူ့တငယ်ချင်းကိုကြီးလည်းခုထိမပြောဘူး88ကိုကြီးဒါပါတီနိုင်ငံရေးနဲ့မဆိုင်ဘူးကျွန်တော်အမျိုးသားရေးနဲ့ပြောနေတာကိုကြီးကဒီနိုင်ငံနဲ့မမရက်ပြီးပြောတဲ့အတန်မျိုးထွက်သလားကိုကြီးမထွက်ဘူးနော်တခေါင်းမှာခုထိမထွက်သေးဘူးသူ့နှုတ်ကနေပြီးတော့ခုထိမထွက်သေးဘူးဟိုမှာသွားရင်ဆိုင်နေတာ12ရက်နေ့တည်းသွားရင်ဆိုင်တယ်ဒီနေ့20နဲ့ဒီနေ့20ရက်နေ့အထိရင်ဆိုင်နေပြီ20နဲ့6ရက်နေ့အထိတော့6မှာတက်ရင်ဆိုင်ရမှာ29အထိလာပြီးရင်ဆိုင်ရမှာ sorry နော်အဲ့တော့ခုထိအဲ့ဒီလူတွေနှုတ်ကတကောမထွက်သေးဘူးဒါဒီလူတွေကနိုင်ငံပေါ်မှာတကယ်ချစ်လားဆိုမေးခွန်းခင်ဗျားရိုးလေးမေးတာဒါကြောင့်ဒီလူတွေနိုင်ငံတကယ်ချစ်သလားကျွန်တော်မြင်နေမေးတယ်မင်းတို့နိုင်ငံတကယ်ချစ်သလားနိုင်ငံတကယ်ချစ်နိုင်ငံကိုစော်ကားတာမျိုးသိရလားအဲ့အုံနောက်ရှိရောရှိကြရလားဒါနိုင်ငံကိုစော်ကားနေမှန်းကိုရောဒီလူတွေအုံနောက်ထဲမှာကြက်ပြည့်အတွေးခေါ်ရှိအယူဆရှိယုံကြည်ချက်ရှိနှလုံးသားရှိနဲ့စဉ်းစားထားသလားအဲ့လူတွေကျွန်တော်ဒါကြောင့်ဒီလူတွေကျွန်တော်လုံးဝအယုံကြည်မရှိဘူးလို့အမြဲတမ်းကျွန်တော်ပြောတာဒီလူတွေလုံးဝယုံကြည်မရှိဘူးဒီလူတွေကဒီနိုင်ငံမှာနေပြီးတော့နိုင်ငံရဲ့သစ္စာပေါက်လောက်ကောင်တွေဖြစ်နေနိုင်တယ်လို့ကျွန်တော်မြင်တယ်သစ္စာပေါက်လောက်ကောင်တွေဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒီလူတွေကဖြစ်ကောင်းဖြစ်နေနိုင်တယ်ဖြစ်တယ်လို့ပြောဦးနော်ဖြစ်ကောင်းဖြစ်နေနိုင်တယ်ဖြစ်ကောင်းဖြစ်နေနိုင်တယ်ပြောမရဘူးဒီလူတွေဘာသာမှထွက်မလာဘူးကိုကြီးထွက်မလာဘူးမင်းကိုနိုင်လို့ခေါ်ကြီးတို့အုပ်စုတော်ထားတော့ပြပထွက်ပြေးတဲ့ကောင်တွေမို့ထားရတော့ခေါ်ကြီးကတစ်ချိန်လုံးကကြတော့မြန်မာအဲ့ဘင်္ဂလီကိစ္စမှာဒေါ်ဆောက်ကြီးလက်ထက်မှာတော့ဘင်္ဂလီကိစ္စမှာလုံးဝဘင်္ဂလီတွေမားတယ်အခုဒီဘက်လည်းရောက်တော့ဘင်္ဂလီတွေမှန်တယ်ဖြစ်သွားခေါ်ကြီးတို့ကသူတို့တော့စိတ်မချဘူးမနေ့ဖက်နဲ့တစ်ဖက်ကတော့ဒီကောင်တွေအကြောင်းပြောမယ်ကောင်တွေဒီကောင်တွေစိတ်မချဘူးဒီကောင်တွေပြည်ပြင်းမလို့ထားလိုက်တော့โอเคနောက်တစ်လောကထပ်ပြောမယ်ပြည်တွင်းမှာရှိတဲ့ခြားနိုင်ငံရေးပါတီတွေဘယ်ပါတီတွေကများဒီနေ့ဒီချိန်မှာအဲ့ဒီ ICJ ကိစ္စကိုပြတ်သားထောက်ခံထုတ်ပြန်လာတွေ့တယ်အခုမှမရှိသေးဘူးခင်ဗျာဒေါက်တာခိုင်ပြည်သုံးပါတီလည်းမထွက်ဘူးဦးစားရပေါပါတီလည်းမထွက်ဘူးဦးကျော်သာစိုးပါတီလည်းမထွက်သေးဘူးပြောဘယ်သူကြံသေးတယ်ပြောကျွန်ဘယ်ပါတီကြံသေးတာဆညအခုထိမထွက်လာသေးဘူးဘယ်ပါတီမှအဲ့ဒါကိုမထုတ်ဘူးဒါတလွှာနောက်ပြီးနောက်တစ်ခုကဘာသာပေါင်းဆိုအသင်ချစ်ချစ်အသင်ခုထိမထွက်သေးဘူးဒါပေမဲ့မနေ့ဖန်တစ်ခါတော့မသိဘူးခုထိမထွက်သေးဘူးနောက်တစ်ခါအစ္စလမ် community ခုထိမထွက်လာသေးဘူး
တခေါမှမပြောဒါဆိုရင်ဘာလဲခင်ဗျားတို့မြန်မာနိုင်ငံကိုချစ်ကြတယ်ဆိုဟုတ်ရဲ့လားမြန်မာနိုင်ငံဆိုတဲ့ဒီမြေပေါ်မှာနေပြီးတော့ဒီမြေကိုခင်ဗျားတို့ကိုယ်တိုင်ဝိုင်းဖြတ်စည်းဖို့စိတ်ကူးရှိနေကြတာလားဒီမြေကိုဝိုင်းသမျှဖြတ်စည်းတာကိုခင်ဗျားတို့ထိုင်ကြည့်နေကြတာငါတို့အမျိုးတူဘာသာတူလို့ငါတို့မပတ်သက်ငါတို့ကြည့်နေမယ်ငါတို့နဲ့အတူတူတွေမျိုးတူဘာသာတူတွေမို့လို့ငါတို့အေးစိနေမယ်လို့ခင်ဗျားတို့စဉ်းစားနေကြတာလားဒါဆိုရင်တော့ခင်ဗျားတို့တခြားစဉ်းစားကြဖို့လိုပြီဒီနိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်ကိုမိခင်အမိနိုင်ငံတော်ကြီးပြန်စော်ကားရမရောက်ဘူးလားအမိနိုင်ငံကိုခင်ဗျားတို့သစ္စာမရှိဘူးဆိုတာဖြစ်မနေဘူးလားအမိနိုင်ငံကိုမချစ်ပဲတစ်ဖက်သားဒီဘာသာလူမျိုးတူပေါ်မှာတော့ပိုချစ်နေတဲ့ပုံစံကျူးကျော်သူဘာသာလူမျိုးတူပေါ်မှာပိုချစ်နေကြတဲ့ပုံစံဖြစ်မနေဘူးလားတေချာစဉ်းစားကြဖို့လိုတယ်နောက်တစ်ခုကရုပ်ရှင်အစည်းအရုံးဘာအစည်းအရုံးညာအစည်းအရုံးနော်ရှိတယ်အဲ့ဒါတွေဘာအစည်းအရုံးညာအစည်းအရုံးတပိန်အစည်းအရုံးဘာရှိတဲ့အစည်းအရုံးညာအစည်းအရုံးဘာသာမှမထွက်သေးဘူးရုပ်ရှင်လောကသားတွေထင်ရှားကြတဲ့နာမည်ကျော်လူပညာရှင်တွေတက်ရောက်မှထွက်မလာသေးဘူးမပြောဘူးနော်ဘယ်သူမှထွက်မလာဘူးဘာမှမပြောကြဘူးဒီနိုင်ငံရဲ့အရေးကသူတို့နဲ့မဆိုင်ဘူးလားဒီနိုင်ငံရဲ့အရေးကိုသူတို့မဆိုင်ကြဘူးလားသူတို့နဲ့မပတ်သက်ဘူးလို့သူထင်နေကြတာဒီနိုင်ငံရဲ့ကံကြမ္မာစိုးတူကောင်းပဲအတူတူရင်ဆိုင်ကြရမယ့်အချိန်မှာငါတို့ကစီးဦးထောက်ပတ်စားပြီးအေးဆေးနေမယ်ဆိုတဲ့ပုံစံမျိုးဒီမှာအစိုးရကတော့အတကုံချက်ကုံချက်ခဲအတကုံသွားပြီးရုန်းကန်လှုပ်ရှားစူးစမ်းနေရတယ်ဘိုးချုပ်ကြီးမြောက်လည်းကောင်းအေးရပါမလားမသိဘူးအဲ့တော့ဥမာဥကိုလိုက်လို့လည်းပြင်မနေကြတာစဉ်းစားကြည့်လိုက်ဒါလောက်လုံနေရပြီမဲ့ဒီလူတွေအတန်တွေထွက်မလာဘူးဒီနိုင်ငံအရေးရပါလေအကောင်းဆိုစားကောင်းတောင်စားမယ်ဆိုထိတ်ဆုံးကထွက်လာပြီးတော့ဒုက္ခခံကြမယ်ဆိုတော့အကုန်ပျောက်ကြဲပျောက်သွားတယ်ခင်ဗျားတို့ကအဲ့လိုအစင်တန်းမျိုးတွေစိတ်ဓာတ်မျိုးတွေလားစဉ်းစားကြည့်ဗျာခင်ဗျားတို့ဟိုတကယ်ကြီးပေါင်းစည်းကြမှာရှိတယ်ဟာစားရတက်တက်မယ်ဆိုအပုံထွက်လာတယ်လောက်ကြခိုင်ကြရှင်းကြရေးဆိုပျောက်သွားတယ်အဲ့လိုကောင်းသားမျိုးတွေလားခင်ဗျားတို့စဉ်းစားကြအောင်နော်ကျွန်တော်တို့ပြောနေပါဒီနိုင်ငံနဲ့ပတ်သက်လို့ရှိရင်ဒါကြောင့်ခင်ဗျားတို့တွေကဒီနိုင်ငံကိုမချစ်ဘူးနိုင်ငံကိုနင်းချနေပြီးကိုကျိုးစီးပွားတွေလှုပ်ရှားနေတဲ့ကောင်တွေလို့ကျွန်တော်အများနဲ့ပြောတာကျွန်တော်ဒါကြောင့်ပြောတာခင်ဗျားတို့လုံးဝခင်ဗျားတို့မှာဒီနိုင်ငံချစ်ရကောင်းမှန်းသိတဲ့စိတ်မရှိဘူးငါကိုကျိုးစီးပွားနံပါတ်1ငါချမ်းသာဖို့ကနံပါတ်1ငါအစဉ်ပြေဖို့ကနံပါတ်1ငါအောင်မြင်ဖို့ကနံပါတ်1ငါကြော်ကြားဖို့ကနံပါတ်1ငါအာဏာရဖို့ကနံပါတ်1ကျန်တဲ့နိုင်ငံဘာဖြစ်ငါစိတ်ဝင်စားဘူးဆိုတဲ့ပုံစံမျိုးနဲ့ခင်ဗျားတို့ယက်တည်နေကြတာခင်ဗျားတို့လူစိတ်ရှိသေးရဲ့လားပြန်စဉ်းစားနိုင်ငံချစ်စိတ်လူစိတ်ရှိသေးရဲ့လားပြန်စဉ်းစားကြဖို့လိုပြီးအဲ့ဒီ community အားလုံးပြောချင်တယ်နော်ဒါကပုံဝင်လည်းကျွန်တော်အမြင်ပဲခင်ဗျားတို့ကြိုက်တယ်ကျွန်တော်ပုံဝင်လည်းပြောမယ်ကျွန်တော်အချိန်ချင်းခါတောင်းဆိုတယ်မေတ္တာရခံထားပြီးပြီအခုထွက်မလာဘူးပြည်ခိုင်မျိုးခုထွက်လာတယ်ဟုတ်တာဒါတော့ကျွန်တော်ဂုဏ်ပြုပါတယ်လို့ပြောတာတစ်နောက်တစ်ခုကမနှက်ဖြန်တစ်ဘက်ကနောက်တစ်ရက်နှစ်လောက်ကြာမှာနော်ရက်ဆွဲတော့ကျွန်တော်အလုပ်မရဘူးဒါပေမဲ့မချင်ရပိုင်းအတွင်းမှာတည့်ရတော့29ရက်နေဖြစ်ဖို့များတယ်29ဖြစ်ဖို့များတယ်29မှာဒီအမျိုးသားရေးဖွဲ့တွေက29ရက်နေကြလို့ရှိရင်အမျိုးသားရေးဖွဲ့တွေကသူတို့ဒီရန်ကုန်မန္တလေးအပါအဝင်နေရာတော်တော်များများသူတို့ဒီထောက်ခံပွဲတွေလုပ်တော့မယ်ဘာလို့ထောက်ခံပွဲလဲဆိုတော့29ရက်နေ့ဇန်နဝါရီ29ရက်နေ့မှာမန္တလေးမှာလည်းလုပ်မယ်ရန်ကုန်မှာလည်းလုပ်မယ်တခြားမြို့အသီးသီးမှာလည်းမိလက်လန်းမီယာလန်းလုပ်လိမ့်မယ်အမျိုးသားရေးဖွဲ့တွေကဘာလို့ကြမလဲဆိုတော့ဒီဂမ်ဘီယာကိုခုခံခြေပနေတဲ့မြန်မာကိုယ်စားလှယ်ဖွဲ့နဲ့ဒါတဲ့ထပ်တူရှိကြောင်းဂမ်ဘီယာရဲ့လုပ်ရက်ကိုကန့်ကွက်ရှုတ်ချကြောင်းဆိုတော့ပွဲလုပ်ကြမယ်လို့အကြံဉာဏ်သိရတယ်အဲ့တော့အဲ့ဒီအမျိုးသားရေးဖွဲ့တွေကိုလုံးရဲ့စိတ်ဓာတ်ကိုအဲ့မျိုးသားရေးဖွဲ့တွေရဲ့စိတ်နေစိတ်ထားတဲ့ယုံကြည်ချက်ရဲ့ချီတုံးတော့ပြစ်ကြွေးခြင်းအဲ့လိုဆိုတကတော့ပါအဲ့ဒါမပြောကောင်းပြောအဲ့လိုပြောတော့အဲ့ချီလေးတုံးတော့ပြစ်ကြွေးလိုက်ခြင်းတယ်အဲ့တော့သူတို့အုံတော်ထဲမှာအဲ့အမျိုးသားရေးစိတ်လေးဟိုအဲ့ချီလေးတုံးတော့စားရင်တော့မျိုးသားရေးစိတ်လေးတစ်ချက်တစ်စားလေးနဲ့ဝင်သွားမလားလို့နော်တော်တော်ကိုယုံဖို့ကောင်းတဲ့အုပ်စုအဲ့အုပ်စုတစုလုံးပဲအဲ့တော့ခုကျွန်တော်ပြောရင်ကျွန်တော်ရွက်ပြီးမြတ်ထပ်ပြီးပေါ်တော့မပြောဘဲနေဘူးလားမသိဘူးကျွန်တော်ပြောလို့ထလုပ်တယ်ဆိုပြီးအဖြစ်မှဆိုးလို့များမပြောဘဲနေကြအောင်လားမသိဘူးမဆိုင်ဘူးခင်ဗျားတို့သိကြဖို့လို့တာမဆိုင်ဘူးဒါနိုင်ငံတော်နဲ့ပတ်သက်တဲ့ကိစ္စတေချာသိကြဖို့လို့စာလည်းဖတ်ကြအောင်တေချာလေ့လာကြအောင်စာမတတ်ပေတတ်တွေလည်းမဟုတ်ဘူးစာမဖတ်ပေဖတ်တွေဖြစ်နေတာခင်ဗျားတို့စာတတ်ပေတတ်စာဖတ်ပေဖတ်ဖြစ်ပါလေနဲ့နှလုံးသားတွေကညှဉ်းနှွမ်းနေတာခင်ဗျားတို့စိတ်ထားစိတ်တက်ကိုတွေကပုတ်တိုးနေတာပုတ်တိုးနေလို့ဒီတိုင်းပြည်ကိုခင်ဗျားတို့ကုညီရကောင်းမှမသိတာဒီတိုင်းပြည်ရဲ့ကံကြမ္မာကိုဘယ်ရာမျိုးမှရှိဘယ်တောင်မှရှိဘယ်နေရာမှရှိဒီတိုင်းပြည်ကံကြမ္မာအတူတကွထမ်းပိုးကြရမယ်စိတ်မရှိတာစိုးတူကောင်းမဲ့စိတ်မရှိတာခင်ဗျားတို့မှာနိုင်ငံချစ်စိတ်လုံးဝကိုမရှိတာဒီနိုင်ငံကိုခင်ဗျားတို့ကဒီနိုင်ငံကိုကူညီဖို့ဆွဲတင်ဖို့ဆန္ဒလုံးဝမရှိတာငါနေရမလုပ်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တော့အဲ့အောက်တန်းသားနိုင်ငံရေးစိတ်ဓာတ်နဲ့တော့ခင်ဗျားတို့အကုန်လုံးပွင့်လင်းပြောရင်ဒီလိုနိုင်ငံထွက်သွားတာကောင်းပါလေဗျာမြန်ထွက်သွားတာကောင်းလို့ပဲအဲ့တော့ဒီတိုင်းပြည်ကိုခင်ဗျားတို့မချစ်ကြရင်ထွက်သွားတာကောင်းတယ်နော်အခုထပ်ပြောမယ်ကိုမြရေးနဲ့ဥဆောင်တဲ့အဲ့အစနာအုပ်စုခင်ဗျားတို့ဘာလုပ်ကြမှာလဲခင်ဗျားအဖြေတခုတော့ထွက်ဖို့လိုပြီခင်ဗျားတို့ဘာလုပ်ကြမှာလဲဒီနိုင်ငံမှာမွေးဒီနိုင်ငံကြီးပြီဒီနိုင်ငံမှာဒီနိုင်ငံသားဖြစ်ပြီးတော့ခင်ဗျားဘာလုပ်ကြမှာလဲဒီဂမ်ဘီယာနဲ့ ICC ကျွန်တော်တို့ဒုက္ခပေးနေတဲ့ကိစ္စဒီဘင်္ဂလီ issue တွေဒုက္ခပေးနေတဲ့ကိစ္စခင်ဗျားတို့သဘောထားဘာလဲခင်ဗျားတို့ရည်တချက်ကဘာလဲခင်ဗျားတို့နိုင်ငံဘက်ကရမှာလားခင်ဗျားတို့နဲ့ဘာသာတူလူမျိုးတူဘက်ကရမှာလားခင်ဗျားတို့ရှင်းရှင်းလင်းလင်းဆုံးဖြတ်ကြဖို့တော့လိုပြီးတော့ Islam community ကိုကျွန်တော်ထပ်ပြီးပြောပြစီကိုမြရေးကိုလည်းထပ်ပြောပြစီနော်ဒါလေးကိုကျွန်တော်ဂျုံကြိုက်လို့ထပ်ပြီးပြောတာပါ